ကျွန်တော်အခုတွားနေတာကတတူ remote လေးစားပါနော်အလေးစားတာပြဖို့တွားဒီကျွန်တော်ရဲ့ဒီ level မှာရှိတဲ့တတူပေါ့နော်အဲဒီတတူကိုတွားအရင် deep ဖြစ်တဲ့ခါကျတော့တွား package နဲ့ယူရမှာတစ်ခါနဲ့ remove လုပ်လို့မရဘူးပေါ့နော်တွား season လိုက်ရှိတာဆိုတော့ကျွန်တော်10 season လိုက်ထီကိုယူလိုက်တယ်ဘာလို့လဲဆိုတော့တွားတစ်ခါဘယ်လိုပြောမလဲတစ်ခါပဲဖြောက်လို့မရဘူးပေါ့နော်တွား6-7 လောက်ပေါ့ around that spot because I am deep ဖြစ်တဲ့ခါကျတော့မတိတာမှာကျွန်တော် fully ဆိုတော့ပေါ့နော်ဒီလိုစာလေးပဲရေးထားတဲ့တတူမဟုတ်တဲ့ခါကျတော့season လိုက်ပေါ့ one season ကိုတွားတစ်ခါ season နှစ်လချာအလားပေါ့နှစ်လချာတစ်ခါလောက်လောက်ရတာပေါ့ဆိုတော့ranking ကတော့9000ကျော်1000နီးပါပေါ့နော်1000နီးပါထိုးတော့ကအလောက်ထိစိတ်မရှိဘူး remove လုပ်တဲ့ခါကျမှဇေယျပို့ပြီးကြီးနေတာအဲဆိုတော့ဒီရဲ့ record ကကျတော့ကျွန်တော်တတူ remove လေးစာ progress ဘယ်လောက်ထိကိုပြောင်းလဲသွားမလဲ per season တစ်ခါတွားလိုက်လို့ရှိရင် season ကကိုလှုပ်လိုက်တဲ့ဟာဘယ်လောက်ထိကို effect ဘယ်လိုပြောမလဲ remove လုပ်ပေးလိုက်ဆိုတာဒီပေါ်ဒီလိုကိုယူထားတာပေါ့ဒါကြောင့်ဒီတတူကကြောင့်မမြင်ချင်တော့ဘူးပေါ့နော်ဘာလို့ကိုရဲ့ငယ်ဘဝတော့ကပေါ့ငယ်ဘဝလို့လည်းမဟုတ်ပါဘူးဒီ10တန်းအောင်တော့10တန်းအောင်19ဆယ်တန်းအောင်တက်တော့တက်ပြီး19နှစ်လားဟုတ်မယ်ထင်တယ်အခါတော့ဖြစ်ရဆိုလုံးလည်း9နှစ်6နှစ်လောက်ပေါ့6နှစ်9နှစ်တော့လောက်ခဲ့တာဟာပေါ့နော်ဆိုတော့ဒါယူတော့ပြီး room လုံးမှာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီ record ကိုကျွန်တော်ကယူထားတာပေါ့နော်ဒါ fully ဘာလို့ကျွန်တော်ကဟို international ဟိုကျောင်းတစ်ခုပြန်တက်ရှင်တာပေါ့နော် international ကျောင်းတက်ရှင်နေရှင်ကြသူကဒီတက်တူတွေရှိလို့မရဘူးသူကတက်တူတွေရှိလို့မရခါကျတော့အကုန်လုံးကို remove လုပ်ရမယ်ဆိုတော့ဒီလောက်ပဲအဲ့ဒီတတူ remove လုပ်တဲ့အပေါ်ပိုင်းကကြောင့်ကျွန်တော်မရိုက်မိလိုက်ပေါ့နော်ဒီနောက်ပိုင်းမှာကျွန်တော် record ယူလို့ရလားဆိုပြီးတော့ကျွန်တော်မရတယ်ဆိုလို့ကျွန်တော်ကဗီဒီယိုယူလိုက်တာပေါ့အဲ့ဒီလုံနေတဲ့အချိန်မှာဆိုရင်ကျွန်တော်ဘယ်လိုခံစားရလဲဆိုတော့အရန်နာတာဘယ်လိုနာလို့နာပါလဲမသိဘူးငိုတော့ငိုရှင်တဲ့အတိုင်းပဲလဲငိုပေါ့နော်မငိုဘူးဆိုအောင်ထားတာပေါ့နာတာမပို့ဆိုးပစပ်ဘယ်လိုပြောမလဲလုံပြီးသွားတဲ့နေရာကြဘယ်လိုအရင်ဆက်နေတယ်ဘယ်လိုပြောမလဲနာတာလို့ဆက်တယ်လို့အဲ့လိုမျိုးဖြစ်နေတာပေါ့နော်သူကလေဆာနဲ့မီးနဲ့ပစ်တာဆိုတော့လေဟိုအသားထဲထိပစ်လိုက်တာဆိုတော့အရာနာတာသူကပို့ဆိုးပစပ်နာတာသူခံစားရတာဘယ်လိုလဲမသိဘူးတတူထိုးတော့ဟာနဲ့မသိမရင်ပါပဲဖြစ်တာအရာပဲနာတာပို့ဆိုးပစပ်သူကဆက်သွားလို့ရလားလို့သူကမေးတာအမှမေးတဲ့ခါကျတော့ရတယ်လို့ဆက်သွားလို့ရတယ်လို့အောင်ထားမယ်လို့ကျွန်တော်ပြောတယ်နာတာသူကဒီရဲ့အပေါ်ပိုင်းက F ကကျတော့ F family အဲ့လိုစာသားတွေကြအရင် deep ဖြစ်တဲ့ခါကျတော့လေသူကတိတ်ပြီးတော့ပထမ season လောက်နဲ့တိတ်ပြီးတော့မတိတာဘူးကျွန်တော်ဒီ season လောက်ကိုfirst season လောက်ကိုကြည့်လိုက်တာ2 remove တော်တော်လေးတော့ပြောင်းလဲသွားတယ်ပေါ့နော်တော်တော်လေးကိုပြောင်းသွားတယ်ကျွန်တော်ကြည့်ရတဲ့လောက်ပေါ့အဲ့ဒါပြောင်းသွားတယ်ကျွန်တော်နည်းနည်းလေးကိုဗီဒီယိုပြန်ကြည့်လိုက်တဲ့ချိန်ကျအော်ငါremove တူကဖြစ်ပါမလားဆိုပြီးစိတ်ကပူနေသေးတယ်အဲ့ဒီ remove မလုပ်ခင်တော့ဆိုရှင်ပေါ့နော်ဗီဒီယိုပြန်ကြည့်လိုက်တဲ့ခါကျ wow ဆိုပြီးကို wow ဆိုပြီးဖြစ်သွားတာပေါ့နော်ဒီသူအပေါ်ပိုင်းထိတွားတယ်အပေါ်ပိုင်းပြီးတွားတယ်ခါကျအပေါ်ပိုင်းကကျနည်းနည်းပို့ပြီးတော့ခဏရေးရှိရဲ့ဒီ neck ဖြစ်တဲ့ level နာကျတော့အရန်နာတာအဲဆိုတော့ဆက်ပြီးတော့ကြည့်ပေးပါအောင်လို့ကျွန်တော်ရဲ့ဒီ remove ကိုပေါ့နော်လောက်ပဲပြောချင်ပါတယ်ဆက်ပြီးကြည့်ပေးပါအောင်အဲ့ဒီသူတို့ပြောလိုက်တဲ့ပြီးတော့မယ်ဆိုတော့second ပိုင်းအတွင်းလေးမှာကျွန်တော်စိတ်ကရရင်ခုံစိတ်လှရှားနေတာပေါ့နော်ရရင်ခုံစိတ်လှရှားပြီးသွားပြီလို့ပြောလိုက်တဲ့အချိန်မှာရမ်းပြုတ်သွားတယ်အဲ့ဒါတတူရမူလုပ်ပြီးတော့ကသူတို့ကကြော CO2 လေးစာနဲ့ပြန်ပေးပါဘောနော်ဒီရဲ့ကို remove လုပ်လိုက်တဲ့လေးစာပြစ်လိုက်တဲ့အဲ့ရဲ့နေရာတွေကိုသူက CO2 လေးစာနဲ့ပြန်ကာပေးတယ်ဘာလို့လဲဆိုတော့သူအမာရွတ်မကြံခဲ့အောင်ပေါ့နော်အမာရွတ်ကြံခဲ့လို့ရှိရင်မလာမှာဆိုလို့သူတို့ CO2 လေးစာနဲ့ပြန်ပစ်ပေးတယ်ဒီ process ကတော့ treatment ကကျတော့
သူက2မျိုးပေါင်းပေးတာပေါ့တချို့တူးဆိုင်နေမှာဆိုလို့ရှိရင်သူကတစ်မျိုးပဲလုပ်ပေးတယ် remove ပဲလုပ်ပေးတာပေါ့နော်ကိုယူလိုက်တဲ့ package မှာကျတော့သူက CAD laser နဲ့ဒီ tattoo remove laser နဲ့ခုပေါင်းပြီးတော့ကျွန်တော် package ယူလိုက်တာဘာလို့ဆိုတော့ကို tattoo remove ဖြစ်ပြီးတော့ဖြစ်ရင်များတော့ဖြစ်ဒီ scar တို့အဲ့လိုမျိုးကြံခဲ့တာများတယ်ပေါ့နော်ကိုကအဲ့ဒါကိုမကြိုက်လို့ကျွန်တော်ဒီ package ကိုယူလိုက်တာသူကပြစ်အဲ့ဒါဖြစ်တဲ့အချိန်မှာခံစားရတာကျတော့မနာဘူးကိုကလည်းပြစ်တစ်ခါပြစ်ဖူးတယ်ဆိုတော့လေဒီအဲ့ရခံစားချက်ကိုဒီ CAD laser တိတ်ပြီးတော့မနာဘူးပေါ့နော်ဆိုတော့ဆက်ပြီးတော့ကြည့်ပေးပါဦးကျွန်တော်ရဲ့ဒီ CO2 laser remove CO2 laser broadcast ပေါ့နော် broadcast လေးတော့ဒါတော့ကျွန်တော်ရဲ့ season 1 tattoo remove laser ပြီးပါပြီတွေ့အောင်ထွက်တယ်ကြည့်လိုက်ဒါကြည့်ဒါ after remove one season ပေါ့နော်ဒါပထမအချိန်လောက်တာ family ရတော့မပြောက်သေးဘူးပေါ့နော်ဒီဟို short skin မှာထိုးထားတဲ့အခါကျပျောက်သွားတယ်ပေါ့တဲ့လားတော့လောက်ကြည့်တော့ပျောက်သွားတယ်အခုလက်ရှိခံစားချက်ကတော့လေးစာမုတ်ထားစတယ်ပါနော်စတယ်လိုက်တာလည်းဘင်းကမရှိဘူးမြင်